Hello ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဘာဆော့မယ်လဲဆိုလို့ပလို့ပဲဒါပေမဲ့ကျွန်တော်အခုတော့ဘလို့ပုံစံနဲ့ဆော့မယ်လဲဆိုတာဘာဂိမ်းလေးဆော့ပြသွားမယ်လဲလို့ထင်လိုက်ရဘလို့ထင်ရဘလို့ကျွန်တော်အခုဆော့ပြမှာတော့right ဟုတ်ပါဘူး rival လည်းမဟုတ်ပါဘူးအားလုံးသိရမယ်လို့ထင်ပါတယ်3 2 1လုံးဝလူစောအများဆုံးBlabber မပါဘူး Blabber ဆက် brain မှာအညီစောအများလို့ escape tsunami for brain ပေါ့စောမှာပဲဖြစ်ပါတယ်ဟုတ်ကဲ့ပါကျွန်တော်အခုကတော့တိတ်ပြီးတော့ escape tsunami for brain ဆော့ရကြကျွန်တော်ဒီမှာထွေထူးအချမ်းသာအကောင့်မျိုးတိတ်မရှိပါဘူး။ဘာဖြစ်လို့လဲဆိုတော့ကျွန်တော်မစော့ရလဲကြတော့အချမ်းသာအကောင့်လေးမခိုးထားဘူး။မဟုတ်ပါဘူး။ဟိုကမယူထားဘူးလို့ပြောတာပေါ့။ခုကျွန်တော်စော့ရတော့မှာမယ်ခင်ဗျာ။ကျွန်တော်အတန်ဖိုင်လေးခဏအောက်ကိုချလိုက်မယ်နော်။အောက်ကနေလည်းကြားရမယ်။โอเคကျွန်တော်အဲ့ဒါတက်သွားလို့လိုက်လက်သွားပါတယ်ကျွန်တော်အခုဆိုရင်လေဘာအထွေထူးတော့မရှိပါဘူးကြည့်စီကိုရဆိုလို့ဒီကောင်လေးပဲရှိပါတယ်ဒါကျွန်တော်အကိုဒီထောက်ဖလီဖဲရိုကကျွန်တော်အကိုပေးတာအဲခဏပတ်စံလို့လို့ဆိုတော့ကျွန်တော်အကိုစီကနေတောင်းတာအခုပတ်စံကိုချက်ကြည့်ချက်ကြည့်လိုက်ဘယ်လောက်ရှိပါလဲအဲ့ရနဲ့နေကျွန်တော်ချမ်းသာပါတယ်ဒီကောင်လေပဲ125နော်ဒီကောင်ဒါငါအကူကျွန်တော်ရဲ့အကူလောက်လေပဲမြင်လားကျွန်တော်မြင်တာမဟုတ်တော့အဲ့ခုကျွန်တော်ထွေးထူးမပြောနေတော့ခုကျွန်တော် brain wash တော့ခုလိုက်တော့โอเคလိုက်ကြည့်ပေးသားစို့ကျွန်တော်မနိုင်ဘူးလို့ကျွန်တော်ရွှေ့မယ်နော်ဒါလေးကျွန်တော်ထွက်ပြီးကျွန်တော်လုံးဝမဆော့တော့ကျွန်တော်ပြန်ကားကိန်းဆုပ်ပြရတယ်လုံးကျွန်တော်အကြိုက်ဆုံးမဲ့ပြန်ကားကြတော့โอเคဆုပ်ပြရတယ်နော်ဆုပ်ပြရခဏနော်ကျွန်တော်ပြန်ကားကိန်းရှာလိုက်အောင်ပါကျွန်တော်ဆော့လိုက်ကြတွေ့ဒီကိန်းလေးပေါ့ဆော့ရလူမျိုးကျွန်တော်ပြပါမယ်ဆော့ရလူဘယ်နှယောက်ရှိလဲလို့ဆိုလိုက်ပါဆော့တယ်ဆော့တယ်ဆိုပြီးတော့ 40k နော်โอเคထွေးချင်းကျွန်တော်ပြောနေကျွန်တော်စပြန်လီတက်ပန်ကာဖွင့်ထားတော့ဗျာပန်ကာဖွင့်တော့ဒီဘက်ကိုရမယ်ကျွန်တော်စပြန်โอเคစောင့်ဝင်သွားပြီဒါပေမဲ့ကျွန်တော်လို့လေဘာဒီစောင့်မလဲဆိုရင်တော့ဒီဂိမ်းमेंဆော့တော့ပါပဲကျွန်တော်ဒီဂိမ်းအရင်ကြိုက်တော့ထူးထူးကျွန်တော်အောက်မှာပဲချထားလိုက်တော့ဘယ်လိုလုပ်ရေးဟုတ်ကဲ့ပါโอเคနော်ကျွန်တော်ဒီလုပ်ပြီးပါနော်โอเคကျွန်တော်စဆော့တော့မယ်ကျွန်တော်ဒီအောက်မှာချတော့လေဘယ်လိုလုပ်လဲဒီမှာလဲချလို့ရအော် shit ဒီနားလေးပဲချလိုက်တော့နော်လို့ရှင်ကျွန်တော်အကြိုက်ဆို့ပြရမယ်ဆိုကျွန်တော်ပြမယ်နော်ဒီမှာနော်ပိတ်သွားရနော်ဟုတ်မှာပြမယ်
ဖွင့်သွားကြလားအချိန်မြန်တာနဲ့ဖွင့်သွားသူကိုကျွန်တော်အခုပဲသွားနေလေဒီလားကျွန်တော်အခုသွားနေရတော့လက်ဖေးစားဒီကနေ့ကျွန်တော်အများဆော့နေကြဆိုတော့လက်ဖေးစားလမ်းကိုသွားနေလက်ဖေးစားကိုသွားတဲ့လမ်းကျွန်တော်သိနေโอเคကျွန်တော်လိုက်ကြည့်လိုက်โอเคညမူးထုတ်နေမိဖွင့်မရတော့မယ်ဟေးရဲတော့ဝေးရင်တော်တော့ဝေးရင်မွေးတော့ရောက်တော့မှာအမအဲ့လိုဥစ္စာကြီးမြင်တာနဲ့ကျွန်တော်တို့ရောက်တော့မှာနည်းနည်းဝေးတယ်အခုရောက်နေတယ် live stream လွင့်ဘရိုတေးစာလေးနဲ့ကျွန်တော်ကုန်းမနေဖတ်ပြမယ်နော်ကျွန်တော်ဘရိုတွေကလာပြီးတော့ဘရိုတေးစာလေးနဲ့ငါဂိမ်းနဲ့စော့နေရတယ်တဲ့အခုကျွန်တော်ဘရိုအလွန်လိုက်လို့နေမဟုတ်ပါဘရိုတေးစာလေးလိုက်လို့နေရတာတဲ့ဟုတ်သူဘရိုအလွန်ရဲ့အခုလိုက်လို့နေဒီဥစ္စာကြည့်နေလို့တဲ့သူကဒါနဲ့ရထက်လိုက်ဘရိုအလွန်ကကျွန်တော်တို့ကလေးကိုမိုဘိုင်းလေးချက်ဘာမှခုံဝင်လေခဏနေတိုင်းခုံမဲလို့ပြန်ပြောလိုက်ခဏတော့ပြန်ပြောလောက်မယ်ခဏနေချက်ခုံပြောပါတော့ကြည့်ကြည့်တော့ဒီနေ့မိုဘိုင်းလေးချက်ခုံနော်ဒီတော့ဝင်လေကွာကျွန်တော်ကွန်ပျူတာနဲ့ဆော့မှာမဟုတ်ဘူးအလူနဲ့တကယ်ခုံစားတယ်ပါကျွန်တော်နဲ့ဘယ်လိုနဲ့မိုဘိုင်းကြီးရက်ခုံတာကျွန်တော်လည်းခုံနေတယ်လက်ကွန်ကျွန်တော်ရထူမာစတာလည်းရှိတယ်ကျွန်တော်ဘာလို့မာစတာလဲပြအချင်းကအကောင့်တော့ကျွန်တော်ရန်ကနောက်ဆုံးလိဖြစ်နေအခုကျွန်တော်အကောင့်အပြည့်သွားတော့ကြာရန်ကမာစတာပဲရှိတယ်တော့ထုံးရတယ်လက်ဖိတ်ဆောင်ရောက်ပြီလက်ဖိတ်ဆောင်ဆိုင်ကတော့အခုကတော့ပိတ်ထားတယ်ခါလိုက်ဒီတိုင်းပဲပတ်ကြံတော့မယ်ကျွန်တော်တို့အခုမိုဘိုင်းလေးချက်ဟုတ်ကဲ့ပါကျွန်တော်ပြန်လာပါပြီဒီတော့မကန်ဘူးဘဒူကကြားတော့မကန်တော့ကျွန်တော်ပြန်လာသူအချင်းနဲ့သူ့ကိုထုချတယ်ဒီဘာကကန်မလဲမသိဒါကွန်ပျူတာမုံလို့သူ့နာမည်ကကွန်ပျူတာလို့ရှင်းကြတယ်အကောင်းမို့တယ်သူ့နာမည်ကကွန်ပျူတာလို့ရှင်းထားအမှန်တကယ်လူစစ် 5 seconds till the enemy reaches the battlefield. Smash them. All troops deployed. ကျွန်တော်အလွင်ကဖျားနေတာအလွင်ဖျားမဟုတ်ပါဘူးလက်ကွန်းဖျားနေတာလက်ကွန်းနာမည်ပြောင်းလိုက်ပြီမဟုတ်ပါဘူး live ကွန်ပျူတာရဲ့သူ့ကိုသူကွန်ပျူတာလို့ Stole the blueprints. General Passed down by Computer. 1,000 generations. သူလည်းတကယ်အစမန်းတီ
တို့ချင်သူလက်ကုန်းနာမည်ပြန်ပြောင်းမှာကျွန်တော်တက်တက်မချင်းနဲ့ဘာလဲလက်ကုန်းတော်လွယ်ရပဲရည်လက်ကုန်းရှယ်လွယ်ရကျိုးသွေးတောင်ကျွန်တော်သွေးတောင်ပြီးစင်းတော့လွယ်ချွာကျွန်တော်ဘလောက်ကြမ်းကြမ်းဆိုရအိမ်မတော့ပြမတော့မဲ့နဲ့တုံးပြ 1k ယူပြတယ် 1k โอเคနော် 1k ယူပါအဲ့ဒီမဲ့မတော့နော်အဲ့ဒီမဲ့လုံးဝမတော့သူ့ကိုတိတ်သွားသူ့ကိုတိတ်သွားအဲ့ဒီမဲ့လုံးဝမတော့နေလို့ဆိုတော့ကျွန်တော်စပီးဘူးတုံးလိုက်တော့သူထွက်ပြရတော့ closing ပြရတာလကုန်းကကျွန်တော်တွေးနေဆိုပေါ်နိုင်နေထင်လားမသိဘူးလက်ကောကငေါ့တယ်မနိုင်ဘူးလားကဘာပေါ်မှာချောင်းပရိုလေးကွာချောင်းပရိုလေးငါနဲ့ချောင်းပရိုလေးကဘာပေါ်မှာချောင်းလေးဝင်ကြည့်လိုက်ငါတယောက်တည်းအစင်းသိရတာပြောပြီးသားနံပါတ်1ပဲကျဲစင်မကျဲစင်ဆိုတဲ့တယောက်ကိုလည်းကျွန်တော်နိုင်ဒါအိမ်မသုံးမဲ့နဲ့ကြုံရတယ်ရောအဲ့ဒီပဲယူပါတော့ကျွန်တော်ဘာမှတော့အဲ့တော့သူတွင်းနေနေရဆိုသူစောက်တော့ကြီးရ Killing spree. ဒါလကုန်းအတုမုံလကုန်းအစစ်တလောက်လွယ်တဲ့ဂိမ်းလေကွာဘလောက်လွယ်တဲ့ဂိမ်းလေဟာကွာလွယ်လိုက်တာရမ်းလွယ် ထွေးတူပဲပြောငါးပွဲပဲဆော့မှာတယ်။လက်ကောကလည်းငါးပွဲပဲဆော့ပဲတဲ့။တိုင်ပြီးပြီးသွားပြီ။ဟုတ်တယ်ဒီမှာခုလေးပွဲနဲ့တပွဲပဲကျန်။ဘလို့စင်ကျွန်တော်ပွဲနာပြီးပြီးတော့မှကျွန်တော်ဆက်တင်ပေးမယ်။ Okay နော်။ကျွန်တော်ပြောထားတဲ့အတိုင်းပဲနော်။ပြီးတော့မှကျွန်တော်ဆက်တင်ပေးမယ်။ Okay Stole the blueprints, passed down by 1,000 generations. How can I go back? The Empire can burn! BB ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ကျွန်တော် Roblox ဆော့ရိုက်ပြီးတော့လက်ကုန်းနဲ့လည်း mobile ကြီးချင်းတူတူဆော့ခဲ့1 ခုခဲ့ပါတယ်ကျွန်တော်ဒီနေ့ဗီဒီယိုလေးမှာတော့ဒီလောက်ပါရဲ့ခင်ဗျာကျွန်တော်ရဲ့အကောင့်ကိုလည်း like and subscribe လေးလုပ်ပေးခဲ့ကြပါအောင်အားလုံးပဲ bye bye